ကိုကတော့ကိုပြည်ကိုပြန်လာတဲ့တနေ့မှာကိုအခြေအနေပေးတဲ့တနေ့မှာဒီရင်ခွင်ပြောက်ကလေးတွေအပါအဝင်ပြီးတော့နောက်ထပ်ဝင်ငွေနေတဲ့မိသားစုတွေရဲ့ကလေးတွေပေါ့ပညာရေးကိုမတင်နိုင်တဲ့ကလေးတွေအရွယ်နဲ့မများရုန်းကန်နေရတဲ့အဲ့ဒီကလေးတွေအတွက်ကိုကတခုခုလှုပ်ပေးမယ်ဆိုတဲ့စိတ်ကတော့အရင်ကတည်းကရှိနေခဲ့ပါတယ်ဒီဟာကျမတို့ရဲ့လိုအပ်ချက်လည်းဖြစ်နေတယ်လှုပ်ကိုလှုပ်ရမယ်ကျမရဲ့တာဝန်လို့လည်းခံယူတယ်ပေါ့အဲ့ဒါကြောင့်ကျမကဒီဂေါတမီရင်ခွင်းဆိုတဲ့နာမည်လေးကိုတည်တည်ရှာရှာလေးအချိန်ယူစဉ်းစားပြီးတော့ဒီဟာကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်ဂေါတမီကတော့အဓိကရင်ခွင်းပြောင်းနေတဲ့ကလေးတငယ်တွေရဲ့ဘဝနဲ့အနာဂတ်ပေါ့နော်ပြီးတော့သူတို့ရဲ့လိုအပ်နေတဲ့မေတ္တာလုံခြုံမှုတွေကိုမျှဝေပေးမယ်ဆိုတော့ရည်ရွယ်ချက်ကတော့ဒီဂေါတမီရင်ခွင်းကိုလုံရတဲ့အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်လူထုအပန်ကြားချင်တာဘလို့အကြောင်းကြောင့်မဆိုဒီရင်ခွင်ပြောက်နေတဲ့ကလေးပေါ့နော်ကလေးတွေကိုဒီဂေါတမီရင်ခွင်ကိုဆက်သွယ်ပေးပါကျမတို့ကိုတိုင်းကိုကြားဒီတိန်းကမြေပြင်ကတိန်းတွေကလာပြီးမှခေါ်ယူပါမယ်ကျွေးမွေးပါမယ်စောင့်ရှောက်ပါမယ်ဒီကလေးတွေရဲ့အနာဂတ်ကိုတည်တည်ရှာရှာလေးလှပအောင်အတွက်ကျမတို့ဟာတာဝန်ယူပြီးတော့ပြုစုဆောင်ချောက်ပေးပါမယ်ဆိုပြီးမှတော့လူထုကိုအသိပေးခြင်းပါတယ်ဂေါတမီရင်ခွင်မှာဆိုရင်အသားအယောင်လူမျိုးဘာသာမရွေးရင်ခွင်ပြောင်းနေတဲ့ကလေးငယ်တွေကိုလက်ခံပြီးတော့ပြုစုပြိုးထောင်သွားမယ်သူတို့ရဲ့အနာဂတ်တွေမပြောက်အောင်သူတို့ရဲ့အနာဂတ်မှာရရှိလာမယ့်ကလေးငယ်အခွင့်အရေးအပြည့်အဝနဲ့ကြည်ပြင်းစေဖို့အတွက်ကျမတို့ကဒီဂေါတမီရင်ခွင်ကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်